မြန်မာပြည်မော်လမြိုင်မြို့လေးမှာမေးဖွားခဲ့ပြီးတော့ယခုအချိန်မှာအမေရိကန်ဒေါ်လာ3.7 ဘီလီယံကျော်ချမ်းသာတဲ့ကမ္ဘာအချမ်းသာဆုံး Forbes စာရင်းဝင်သတင်းမှကြီးတယောက်ရှိတယ်ဆိုတာသင်သိပါသလားဘသူဖြစ်မလဲဆိုတာသိချင်နေကြပြီလားသူမကတော့အမေရိကန်နိုင်ငံမှာဆိုင်ခွဲပေါင်း2500ကျော်ရှိတဲ့နာမည်ကြီးပန်နာ expert အာရှစားတောက်ဆိုင်ကွန်ရက်ကြီးရဲ့ပူးတွဲတည်ထောင်သူနဲ့ကို CEO ဖြစ်တဲ့ပက်ကီချမ်းပဲဖြစ်ပါတယ်ပက်ကီချမ်းကို1948ခုနှစ်လောက်ကမွန်ပြည်နယ်မော်လမြိုင်မြို့မှာမေးဖွားခဲ့တာပါသူဟာအမှန်စစ်မြန်မာနိုင်ငံသူလို့ပဲပြောရမှာပါပဲငယ်စဉ်ကလေးကပညာရေးမှာထူးချွန်ခဲ့တဲ့ပက်ကီချမ်းဟာဟောင်ကောင်မှာကြီးပြင်းခဲ့ပြီးအမေရိကန်နိုင်ငံမှာတော့လက်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ PhD ပါရဂူဘွဲ့ကိုရရှိခဲ့ပါတယ်အင်ဂျင်နီယာအလုပ်ကိုလောက်ကင်နေရင်းကနေပဲစိတ်ကူးတစ်ခုရရှိခဲ့ပြီးတော့1983ခုနှစ်မှာခင်မွန်းဖြစ်သူနဲ့အတူပန်ဒါ expert ကိုစတင်တည်ထောင်ခဲ့ပါတယ်အင်ဂျင်နီယာဘာသာရပ်မှာ PhD ဘွဲ့ရထားတဲ့သူဖြစ်တဲ့အလျောက်သူဟာတကယ်ကိုဉာဏ်ကောင်းလုံးတဲ့သူပါသူမရဲ့အဓိကလှုပ်ဝက်ချက်ကတော့စားတော့ဆောင်လုပ်ငန်းတွေမှာ IT နည်းပညာနဲ့ data analysis ကိုအစောဆုံးအသုံးပြုနိုင်ခဲ့တာပါပဲအဲ့ဒီရဲ့စနစ်တွေကြောင့်ပဲကုမ္ပဏီဟာတစ်နှစ်ကိုအယောင်းဝင်ငွေဒေါ်လာ6ဘီလီယံကျော်အထိရရှိခဲ့တဲ့တကယ်ကိုကြီးမားတဲ့စီးပွားရေးအင်ပါယာကြီးတစ်ခုဖြစ်လာခဲ့ပါတယ်အခုဆိုရင်ပက်ကီချမ်းဟာအမေရိကန်နိုင်ငံမှာကိုတူးကိုချွန်အောင်မြင်လာတဲ့ပြင်ပကပြောင်းရွှေ့လာသူအမျိုးသမီးတွေထဲမှာဒုတိယအချမ်းသာဆုံးအဖြစ် Forbes ကသတ်မှတ်ထားခဲ့တာပါမြန်မာပြည်ကနေကမ္ဘာထိပ်တန်းကိုရောက်သွားတဲ့ဒီဇလန်လေးကိုသဘောကျရင်တော့ like and share လုပ်ဝေဖို့မမေ့နေပါဘူးနော်